ကွယ်နင်တို့တိုက်တဲ့တိုက်ပွဲရဲ့မင်းအောင်လိုင်းသူမိသားစုအချိုးများအတွက်မင်းတို့ဘဝတွေပေးဆက်လို့သာဘာကြောင့်မင်းတို့အသေးခံတဲ့စစ်ပွဲတရားမင်းကြိုက်တယ်လို့တိုက်ပြီးသူအမုန်းကြောင့်ရှုံးမှအမှန်မလွဲကွယ်ပြောနေတဲ့တရားသောစစ်ဆိုရာကြီးအမှန်နိုင်ရမယ်ကွယ်ပြည်သူကကြွေးတဲ့ဆန်စားတဲ့မင်းတို့တွေမသိတာလည်းမဟုတ်သိလျက်နဲ့ရှစ်ဆက်တို့ကမိုက်နေသမျှရဲ့ပြည်သူရဲ့အမုန်းနဲ့ကြိမ်စားတွေတကယ်စူးမှာကြောက်ကြရင်ဖြင့်အာနာယူတွဲအသက်အသေးမခံနဲ့ကွယ်စဉ်းစားရှိခဲ့ရင်တွေးခွဲဟိုအောက်ချေနေတို့ဘဝစစ်တပ်ထဲမှာနေပြီးရတဲ့လာစားတပဲ6ပြားနဲ့အခန်းစုံမနေရပြီစားရတာငပိရေပဲတဲ့မဖို့နေတို့ရဲ့ခေါင်းဆောင်တွေမှာခွဲဒီလိုဘဝချေမဟုတ်တဲ့လူလူချင်းတွေဘဝတွေဘာကြောင့်မတူဘာကြောင့်ဘဝချင်းမတူတယ်စဉ်းစားဖို့မင်းတို့လိုပြီးခွဲနိုင်ငံဗန္နာများကိုတင်းတို့တွေရသမျှဖို့လို့စီစိန်နဲ့နဲ့နေကြဖို့ဟောဒီအချိန်မှာဟိုရှိတဲ့စစ်မြေမှာဘဝတွေအသက်တွေပေးရအတိတ်ပဲရှိသလားဟာကွယ်နိုင်ငံစုံမှနေရတဲ့လစာတပဲ6ပြားနဲ့စားရတော့ငပိရေပဲဒါနဲ့မပို့ဘူးသူတို့ခေါင်းဆောင်တွေကအဲ့လိုမဟုတ်ဘူးဘာကြောင့်ကွာဟတာလဲဘူးစနစ်မကောင်းလို့အာနာရှင်စနစ်ကြောင့်ဆိုတာကိုမင်းတို့တွေသိဖို့လိုပြီးအချိန်တန်ပြီးမဟုတ်ရဲ့အုံနောက်ရှိခဲ့ရင်တွေးခွဲစစ်တပ်ထဲမှာနေပြီးရတဲ့လာစားတပဲ6ပြားနဲ့အခန်းစုံမနေရပြီစားရတာငပိရေပဲထဲမပိုနေတို့ရဲ့ခေါင်းဆောင်တွေမှာခွဲဒီလိုဘဝချေမဟုတ်တယ်ခွာဟချင်းတွေတို့ပြည်သူအလိုမရှိတယ်ဘိုးအောင်ဆန်းဖွဲ့ခဲ့တဲ့တပ်မတော်ကြီးကိုပြည်သူများကအမှန်ဆိုရင်ကွယ်မုန်းတာမဟုတ်ပါလို့အော်နင်တို့တွေမသိလေသလားကွယ်စစ်ပရင်ဝါရဆိုပြည်သူကအလို့မရှိကြတယ်ဒီစနစ်ရဲ့ကွယ်အမှန်ကွယ်ပြောက်ရန်အခြားပဲမရှိတယ်ထမဲစားရင်အမှန်တွေးကြည့်ကြကွယ်ဒီစနစ်တွေမပြောက်သမျှတော့ပြည်သူဘဝဒီထက်ဆိုးမယ်ပြည်သူဆန်းစားကျေးဇူးမဲသိရင် CDN လောက်ပါကွယ်ပြည်သူသစ္စာမဆူအောင်ရှောင်ကြကွယ်ကျွန်တော်တို့ဖခင်ဘိုးကျော်ဆန်းတည်ထောင်ခဲ့တဲ့တပ်မတော်ကိုကျွန်တော်တို့ပြည်သူတွေကမမုန်းပါဘူးတပ်မတော်ကိုအသုံးချပြီးကိုကျိုးစည်းဝါးရှာနေတဲ့အာဏာရှင်တွေအာဏာရှင်စနစ်ကိုကျွန်တော်တို့ပြည်သူကအလိုမရှိတာမှမဟုတ်တာပါအဲ့ဒါတွေကိုတပ်ထဲမှာနေတဲ့တပ်မတော်သားတွေသိဖို့လိုပါတယ်ခင်ဗျာဘိုးအောင်ဆန်းဖွဲ့ခဲ့တဲ့တပ်မတော်ကြီးကိုပြည်သူများကအမှန်ဆိုရင်ကွယ်မဟုတ်တာမဟုတ်ပါလို့အော်နင်တို့တွေမသိတာမဟုတ်တယ်စစ်ပရင်ဝါရဆိုပြည်သူကအလို့မရှိကြတယ်ဒီစနစ်ရဲ့ကွယ်အမှန်ကွယ်ပြောက်ရန်အခြားပဲမရှိတယ်သမင်းစားရင်အမှန်တွေးကြည့်ကြကွယ်အာနာရှင်စနစ်တွေမပြောက်သမျှတော့ပြည်သူဘဝဒီတဲ့ဆိုမယ်ပြည်သူစံစားကျေးဇူးမင်းသိရင် CDN လောက်ပါကွယ်ပြည်သူအမုန်းမှာမရှုံးပါစေနဲ့ကွယ်အတိမ
မဲ့နောင်တမရဖို့ရန်လေးရည်ရွယ်တယ်မင်းဆိုထားတဲ့သစ္စာစကားများရဲ့ဒီသစ္စာစကားများကြောင့်စူးရနိုင်မလွဲပါနဲ့ဒီသူရဲ့အမုန်းဆန်တို့နဲ့ဝယ်အရှုံးဆန်နဲ့အဆုံးသတ်ခဲ့ရင်မင်းတို့အတွက်ဘဝမလနိုင်ပါနဲ့ဒီလူတို့နဲ့နေဆက်ခြင်းလို့အာနာယူကိုကာကွယ်ရင်ခွဲတိုက်ပွဲတရားမင်းကြိုက်တယ်လို့တိုက်ပြီးသူအမုန်းကြောင့်ရှုံးမှာအမှန်မလွဲ